တီလာနဲ့ထုံမွမ်းထားတဲ့စိတ်တွေကဘယ်တော့မှအပယ်ကိုဆွဲချတော့မြတ်စွာဘုရားကဥပမာပေးထားတယ်ထောပတ်ဦးကြီးကိုရေထဲမြုပ်ပြီးတော့ခွဲတဲ့အခါဦးခွဲတွေကတော့အောက်မှာကြာရင်ပဲထောပတ်ဒီကဘုဒ္ဓကမြုပ်စီရုထောပတ်တို့ဆိုရေမတက်လို့အဲ့ဒီတိုင်းပဲသီလပရိပါဝိတစိတ်ဆိုတာအောက်ဆွဲချလို့မရဘူးပေါ်တယ်ပါတဘာဝကိုပေါ်ဆိုယေကေစိကုတလဓမ္မတဗ္ဗေတိဥဒ္ဓဘာကေကမနိယကုသိုလ်မှန်သမျှအပေါ်ဆောင်တယ်ယေကေစိအကုသလဓမ္မတဗ္ဗေတိအတောဘာကေကမနိယအကုသိုလ်မှန်သမျှအောက်ဆွဲချတယ်ဒါသဘာဝတရားကိုလှုပ်ထားတဲ့ကုသိုလ်ကနည်းနည်းလေးလို့လည်းမဟုတ်ဘူးပေါ်ဆွဲတယ်မှာနော်ပေါ်ဆွဲတယ်ပဲပေါ်ဆွဲတယ်ဆိုချက်ဒုက္ခညာဖတ်ပြီးပေးပါဒါကြောင့်မို့ဒီလိုဟောဒုက္ခယာဝဆရာတိယာဝဆရာဘုဒ္ဓိတိတီလာအဲ့တော့ငယ်ငယ်လေးစောင်းလဲကောင်းလူလက်ပိုင်းစောင်းလဲကောင်းတာဘုဒ္ဓိတိအောင်တင်တယ်လို့ဆိုတီလာအဝဆာဆိုတာငယ်ငယ်တော့ကအဝအသက်ကြီးတော့ဘုလို့များငယ်ငယ်တော့ဝတ်တဲ့အဝမျိုးအသက်ကြီးပါဘုလို့ရှိတကယ်ပြန်နေတာလို့ပြောတာသိချင်လူငယ်လူရွယ်တွေဝတ်တဲ့အဝကိုတက်ကြီးဘုလို့များတီလာကြကလေးငယ်လေးဆောင်တယ်ချီကျူးစရာလူလက်ပိုင်းဆောင်ချီကျူးတဲ့ရွယ်ကြီးတော့လေချီကျူးဘယ်ခါဆင်းရဲခြင်းလဲဆိုတာတီလာပဲဖြစ်တယ်ငယ်လေးဆောင်လို့ရှိရင်အော်တော်လိုက်တာကလေးလေးနဲ့သီလလုံချုံလူလက်ပိုင်းဆိုအော်ပြောတယ်ပါတဲ့အရွယ်လေးကကိုချင်းသီလလေးနဲ့တော်လိုက်တာအသက်အရွယ်ကြီးတဲ့အခါကျအော်လူကြီးသိက္ခာပြီးကိုချင်းသီလမြဲလိုက်တာချီးမွမ်းစရာချီးအဝတ်စားဆိုတာအဲ့လိုချီးမွမ်းတခြားယရနာလေးဆင်းလို့ချီးမွမ်းဒါကြောင့်ဒုက္ခယာဝဆရာသီလကိုဒီထိကောင်းတယ်ဆိုတာတစ်သလုံးကောင်းတယ်လို့ပြောလို့ရတယ်ကိုချင်းသီလဆိုတာတစ်သလုံးဆောက်တယ်ဒီလိုဆိုလို့ငယ်တဲ့အချိန်ကစပြီးကိုဒီထိသေဒီထိဆောက်တည်ပါလို့ဒီလိုပြောတာဒါကြောင့်မို့ငါးပါးသီလကိုခါဖို့ပဲဆိုခဲ့သူမြဲရမယ်လို့ရှေးသူတော်စင်တွေကပြောကြတာဖြစ်တယ်ပေါ့ကိုနဲ့သီလနဲ့ကိုပါခွဲမရအောင်ကျင့်သုံးဆောက်တည်ကြမှာဖြစ်တယ်မိဘရဲ့ခြေဆုတရားကိုဘယ်လိုမှတ်သားကြမလဲမိဘကတို့အပေါ်မှာဘလို့ခြေဆုရှိတာလဲကိုဟာလူဘဝရောက်လာတဲ့အခါမိဘကကိုယ့်ပေါ်မှာခြေဆုပြုတာအချင်းချုပ်ပြောစမ်းမှာဆိုရင်ပြောတတ်ဖို့တတိထားမြတ်စွာဘုရားစကားသုံးခုနဲ့ပဲပြောထားတယ်အာပါဒကပောဒကဣမတ္တလောကတ္တဓာတိတာရောမိဘတွေကကိုယ့်ပေါ်မှာခြေဆုပြုတယ်ဆိုတာတဲ့အာပါဒကကိုယ်ဆောင်းရှောက်တယ်ဟုတ်တယ်ကိုယ်ဝန်တည်တဲ့အချိန်ကစပြီးတော့ကိုယ့်ပေါ်မှာဆောင်းရှောက်လာမွေးတဲ့အချိန်မှလည်းပဲစကားမပြောတတ်ခင်ငါစပြီးတော့ဆောင်းရှောက်လာခဲ့အဲ့လိုဆောင်းရှောက်လာတယ်ပောဒကကိုယ်ကျွေးမွေးခဲ့တယ်ဣမတ္တလောကတ္တဓာတိတာရောဒီလောကကြီးပြတ်တဲ့